ကင်မရာပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Zeiss နဲ့ collab လုပ်ထားတဲ့အတွက်ကြောင့်ဒီ bokeh effect လေးတွေပြီးတော့ကျွန်တော်စစချင်းတော့ဆိုလို့ရှိရင်သူ့မှာပါလာတဲ့ portrait မှုတွေက landscape တွေအဲ့ဒီမှာပါတဲ့ feature လေးတွေဆန်းတော်တော်လေးကိုမှ fan ဖြစ်တယ်ရိုက်ကြည့်ရတော့ကလည်းတော်တော်လေးမိုက်တယ်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ portrait တော့ရိုက်လိုက်တာပဲဒါပေမဲ့နောက်မှရှိတဲ့ bokeh effect လေးတွေကတသမတ်တည်းမဟုတ်ဘူးကျွန်တော်တို့ biota တို့ bell ပုံစံလေးတွေတို့စက်တကန်ပုံစံလေးတွေအဲ့လိုမျိုးတွေကျွန်တော်အများကြီးရွေးပြီးတော့ရိုက်လို့ရတယ်ဆိုတော့ဒီ Zeiss နဲ့ collab လုပ်ထားတဲ့အပိုင်းကိုတော်တော်လေးကိုမှသဘောကျတယ်ဆိုတော့ဒီကိုထွန်းနေနဲ့ရော Zeiss နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး sharing လေးလုပ်ပေးခြင်းလဲမသိဗျဟုတ်ကျွန်တော်တို့ Vivo နဲ့ Zeiss နဲ့ကဒါကျွန်တော်တို့တွေပူးပေါင်းခဲ့တာဒါ2020ဒီဇင်ဘာလေးပေါ့နော်ဒါပြောမယ်ဆိုရင်ဒါကာလအခုဆိုရင်တော့တွက်ကြည့်မယ်ဆိုရင်ဒါ9နှစ်ကျော်သွားပြီ6နှစ်ထဲကိုရောက်လာပြီပေါ့နော်အဲ့လိုဆိုပြောရမယ်ဆိုရင် Zeiss နဲ့ Vivo နဲ့ collab လုပ်လိုက်တာကျွန်တော်တို့ 8 series တွေမှာဆိုရင်တော့စပြီးတော့860อ่ะစမယ်860ကျွန်တော်တို့ဒီ V series တွေမှာဆိုရင်တော့ကျွန်တော်တို့ဒါ V30 Pro ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတင်သွင်းပြီးရောင်းချခဲ့တဲ့ product တွေကပြောပါဆိုရင်တော့ကျွန်တော်တို့V40 V40 တော့အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ Zeiss နဲ့ collab လုပ်ထားတဲ့lens တွေကိုစပြီးတော့သုံးနေတာသုံးခဲ့တာဆိုတော့အဓိကကတော့ Vivo နဲ့ Zeiss နဲ့ပူးပေါင်းပြီးတော့ collab လုပ်ထားတာဒီ V series မှာသုံးတာဒါ branding သက်သုံးတာမဟုတ်ဘဲねကျွန်တော်တို့ဒါ software hardware ပိုင်းဒါတော်တော်ကြီးကိုတိတိတတ်တာနဲ့ပူးပေါင်းပြီးတော့လောက်ဆောင်ထားတာပေါ့နော်အဲ့လိုဆိုလက်ရှိမှာကျွန်တော်တို့ဒါ Zeiss ပါလာတဲ့ကျွန်တော် product ကဒါ3ခုလောက်ဖြစ်နေပြီဆိုတော့ဟိုကောင်းဒီစမ်းပြီးသုံးခဲ့တဲ့ဒီ product 3ခုလောက်မှာဟိုကောင်းအနေနဲ့ Zeiss နဲ့ပတ်သက်ပြီးဗာလေးတွေကိုပို့သဘောကျတယ်ကျွန်တော်အနေနဲ့ကတော့ Zeiss လို့ပြောလိုက်ပြီဆိုတာနဲ့ဒီကောင်ကကာလာကတကယ်အပြင်မှာကျွန်တော်တို့မျက်လုံးနဲ့မြင်နေရတဲ့ကာလာတိုင်း neutral ဖြစ်တယ်ပြီးတော့ size မှာသူ့ရဲ့ signature ဖြစ်တဲ့ biota လိုမျိုး bokeh effect လေးဒီဖုန်းနဲ့ရရင်တော့မှရတယ်ပေါ့နော်ဒါကတော့ computation နဲ့ဆိုပေမဲ့ကျွန်တော်ကဒီလူပဲဒီနေရာပဲဒါပေမဲ့ဒီ background ပဲဒါပေမဲ့နောက်က bokeh effect လေးမတူအဲ့တော့တော်တော်လေးမှ fan ဖြစ်တယ်အဲ့ဒါအပြင်ကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲသူ့မှာဒီ Zeiss ရဲ့ bokeh effect ကဒီ neutral ပါဆိုလို့ရှိရင်9ခု10ခုပါမယ်ပြီးတော့ဒီ kit land ကိုထပ်ဝင်လိုက်မယ်ဆို6ခုပါတယ်ဆိုတော့အများကြီးပဲရွေးပြီးရိုက်လို့ရတယ်ဗျာဒါကကျွန်တော်စမ်းခဲ့ဘူးတဲ့ V40 တွေ V50 တွေမှာ telephoto မှာပါတော့တိတ်မသိတာပဲမဲ့အခုလိုမျိုး V60 telephoto နဲ့ရိုက်တဲ့အချိန်မှာတော့background ရှေ့က object ကောက separation တော်တော်လေးကောင်းသွားတယ်အဲ့တော့ bokeh effect တွေကအများကြီးပို့ပြီးတော့ကြွတယ်ကြည့်ရတာပို့ပြီးတော့အထာကျတယ်နောက်ပြီးတော့ Zeiss နဲ့ပတ်သက်ပြီးတော့V series မှာတော့မပေါ့ဒါပေမဲ့ 8 series မှာတော့ပါတယ်ဒီကောင်က T-star coating ကိုသုံးမိတာအဲ့အတွက်ကြောင့်ကျွန်တော်တို့အပြင်က light source ကနေပြီးတော့ camera lens ပေါ်အလင်းရောင်ကျမယ်ဆိုလို့ရှိရင်သူက lens flare ဖြစ်တဲ့ဟာတွေကိုပို့ပြီးတော့ short ချပေးတယ် color တွေပို့ပြီးတော့မှန်တယ်အထူးသဖြင့်ညာဘက်မီးလုံးရှိတဲ့နေရာတွေ against the light ရတဲ့အချိန်တွေမှာဆိုလို့ရှိရင်ဒီကောင်အများကြီးစွမ်းဆောင်ပေးနိုင်တယ်ဆိုတော့ size နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ပြောပါဆိုလို့ရှိရင်တော့သူများနဲ့မတူဘူး color တိကျတယ် professional standard ဆိုတဲ့ခံစားချက်မျိုးရတယ်အခုလို Zeiss အကြောင်းကိုတေးချာချာလေးရှင်းပြပေးလို့လည်းငါညီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော် Vivo အနေနဲ့လည်းဒါ Zeiss နဲ့ပူးပေါင်းလာတာဒါအချိန်တစ်ခုထိလည်းကြာမြင့်နေပြီဖြစ်တဲ့အတွက်နောက်တောင်လည်းကျွန်တော်တို့တွေဒီထက်ပိုပြီးတော့ကောင်းမွန်အောင်လို့စူးစမ်းသွားပါမယ်